မင်္ဂလာပါဒရင်ရောအိမ်ချန်ပီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုမော်ဒန်ဟောက်ကိုမှာနှစ်ထပ် RC တိုက်လုံးဝအမိုက်စားအိမ်တစ်လုံးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအိမ်ကနေပြီးတော့ပုပ္ပသတိမျိုးဇဝနာဒီပါရက်ကွက် AR လမ်းနဲ့စစ်တောင်းလမ်းမှာကြားမှာတည်ရှိရဖြစ်ပါတယ်ခင်ဗျာရေအကျယ်80-60အကျယ်ရှိပြီးတော့တောင်ဘက်လက်လေးဆောက်လုပ်ထားဖြစ်ပါတယ်ခင်ဗျာပိုင်ဆိုင်မှုအနေနဲ့က230 gram မြေမျိုးစားဖြစ်တဲ့အပြင်ရောင်းစည်းလေးက7,900ညှိနှိုင်းစည်းလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခြံထဲမှာမြေနေအောင်ကြဲကြဲလေးနဲ့ခြံပေးတာတွေ့ရခင်ဗျာကျွန်တော်ကားပဲဘယ်နှစီးလောက်ထိုးမလဲပြီးတော့ပါတီပဲလုပ်မလားညစာစားပွဲလေးပဲလုပ်မလားတော်တော်လေးအဆင်ပြေတယ်ခင်ဗျကျွန်တော်ဒါလေးကတော့ခြံထဲမှာရေတကုံပုံစံလေးအလှဆင်တာဖြစ်ပါတယ်ခင်ဗျငါးလေးတွေပါမွေးထားတော်တော်လေးကိုမိုက်တယ်ခင်ဗျကျွန်တော်ဒီအိမ်ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံအနေနဲ့ဖျားကန်ဧကန်မာစတာအိတ်ခန်း9ကန်ထွင်းစားကန်မီးဟိုကန်အပါအဝင်အများသုံးရေချိုးကန်အိမ်သာပါအောင်မယ်ခင်ဗျပြီးတော့တိမ်လုံးနဲ့ကျွန်းပါကြီးအပြစ်ခင်းပေးထားပါသေးတယ်ခင်ဗျအိမ်ရဲ့အတွင်းပိုင်းအသေးစိတ်ပုံလေးတွေကိုကျွန်တော်တို့အပေါ်ကလင့်နေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျလူကြီးမင်းတို့ကြိုက်နေတက်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် Dream ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့399490 သို့မဟုတ်3995118833လို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျဒါမှမဟုတ် Dream ပေးရဲ့ချက်ပေါက်မှာလည်းဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါအောင်မယ်ခင်ဗျ